အနန္တ၅ပါးကိုရှ िख ိုးပါ၏ဖျားဥသုံးကျေအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဒီကနေ့ပြေမြို့မှာဘုန်းကြီး၄ညမြောက်တရားပွဲ1338ခုနယုံလဇန်9ရက်နေ့ညမနေ့ဖြင့်ကတညကြံသေးဒီနယုံလဇန်9ရက်နေ့ညမှာဒီပြည်မြို့ယဉ်ကျေးမှုဇက်ယုံကြီးရှံထွက်အောင်လာကြတဲ့ပရိသတ်ကြီးကိုဘုန်းကြီးရှေ့ပိုင်းမှာသချင်းသံကြားဖျားဖြစ်ဆိုတဲ့တရားဟောမယ်လို့ကြေညာလိုက်ပါပြီအောင်မေမှာပေါ့လေတချို့ကလည်းကွာသချင်းသံကြားလို့ဖျားဖြစ်တဲ့ဟာသချင်းဆိုတန်တဲ့ဘုန်းကြီးဆိုတော့သချင်းဆိုခြင်းဒါနဲ့အမိတွေလျှောက်ပေးနေတာပါကွာလို့လည်းအောက်မေ့ခြင်းအောက်မေ့ပဲလိမ့်မယ်သချင်းတန်ကြားလို့ဖျားဖြစ်တယ်ဆိုတော့လေခမည်းတော်ပြည်မြို့ကကျုပ်ဟိုသချင်းလို့ဒီလိုဆိုလွန်တာပေါ့လှုပ်ချင်လှုပ်ကြပြီလိမ့်မယ်ဟုတ်တယ်လေဒီလိုဆိုလွန်တာပေါ့ဆိုတဲ့သချင်းကလည်းတပြေလုံးနှံ့သွားတယ်ဟိုမြို့ရောက်လဲဒီလိုဆိုလွန်တာပေါ့ဟိုရွာရောက်လဲဒီလိုဆိုလွန်တာပေါ့ဒီလိုဆိုလွန်တာပေါ့လွန်ကုန်ကြပါပြီယောက်ျားတွေမှဆိုတယ်အောင်မိန်းမတွေကလည်းရှင်လဲဝဲလွန်တာပေါ့နော်ဘွက်ပေါက်လို့သူခင်းနဲ့သူပေါ်တဲ့သချင်းတွေအပြစ်တင်စရာမလိုပါဘူးဤထဲဆန်ရှားစီရှားပါတယ်ဆိုမှဟိုသချင်းရရှိသေးရှိတော့ရှိတယ်ရှားတယ်ရှိတော့ရှိတယ်ရှားတယ်သူခင်းနဲ့သူပေါ်လာဒါကြောင့်တရားနာပရိသတ်ကြီးဒီလိုဆိုလွန်တာပေါ့လဲမလုပ်ကြနဲ့သချင်းတန်ကြလို့ဖျားဖြစ်တယ်ဆိုတော့ဖေတော့မောင်တော့သချင်းမဟုတ်ဘူးဗျဖျားဖြစ်လို့တဲ့သချင်းဆိုတာတော့ကြသဘောပေါက်လာပါလိမ့်ကျုပ်ကလည်းသချင်းနေနဲ့ပတ်သက်ပြီးတော့ဝါဒနာအင်မတန်ကြီးခဲ့တဲ့သချင်းမှာဘုန်းကြီးပါတရားနာပြိဿဝါဒနာကြီးလုံးလို့ဒီဝါဒနာကြောင့်လည်းကျုပ်ဒုက္ခဖြစ်ခဲ့ဘူးပါတယ်ဒုက္ခဖြစ်တာလေးပြောရအောင်ကျန်ဒီကမှာတရားနာပြိဿမောင်မြတ်မောင်ဆိုတဲ့လူတယောက်ရှိတချင်းဆိုအင်မတန်ကောင်းကျောင်းရောက်လာရင်သူကဘင်ဂျိုလေးနဲ့ကျုပ်ကလည်းသူရောက်လာမှစီးတဲ့ဝါးနဲ့တွေ့ရကိုင်မင်းတီးกว่าငါစီးဝါးလိုက်နောက်ငါတီးမဟဲ့မင်းစီးဝါးလိုက်သူတချင်းဆိုကျုပ်ကစီးဝါးလိုက်အဲ့ဒီသချင်းကျုပ်ကအတော်သဘောကျတယ်နိုင်ငံတော်ခေါင်းဆောင်ကြီးများကြဆုံးတဲ့သချင်းစစ်ကြီးလားစစ်လေးလားမသိပါဘူး6ခွဲလား9လဲမှလားမပြောတတ်ဘူးအဲ့ဒီသချင်းကျုပ်ကရေးယူတယ်အတန်သွားနားထောင်ရင်ငါဆိုကြည့်မယ်မင်းစီးလိုက်ဟိအဲ့ဒီဝါဒနာပရိသတ်နည်းနည်းလေးနားထောင်ကြည့်ဦးမလားဆိုရမှာရှက်ရောက်ပေါ့ပရိသတ်ကနားမထောင်ကြတော့ဖြေမှန်းဖြေပဲကျုပ်ကတော့ကြဘုန်းကြီးဆိုတော့ကရုံးကြီးနဲ့ကောင်းမှုဗျပရိသတ်ကြီးဟိုကျုပ်ဝါဒနာပါတာလေးပြောမလို့နည်းနည်းလေးနားထောင်ကြည့်ဦးမလားမှန်တောင်းဆိုမဲ့လူလည်းရှိသားနော်ဒါကျုပ်ပြစ်လွတ်တာပေါ့လေဘုန်းကြီးကသချင်းဆိုတော့ကွာဆိုသူတို့ကနားထောင်နေတယ်ဆိုလို့ပါဗျာလို့ညထောင်ကြည့်တရားနာပြိဿဗမာပြည်လွတ်လာရဲ့ကိုအောင်မောင်းကင်ငါအခါကကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရဲဝအောင်ဆောင်ပါတယ်တော့ရဲအလုံးလေငါပြစ်ထားတာကိုအဖျားတော့တတ်ကြဘုန်းကြီးအကုန်ဆိုလို့မကောင်းဘူးမကောင်းမသိငါများမချမ်းဘူးတလုံးချမ်းတာဟဲ့နားထောင်ကြည့်ဗမာပြည်လွတ်လာရဲ့
ကိုအောင်မောင်းကိုင်ကအခါလာကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရေဘောအောင်ဆန်းရော့ရဲကြီးဟဲ့စီးကြိုက်ဝါးကြိုက်လှုပ်စမ်းပါဗါတဲ့ပြစ်တစားမိစ္ဆာတတ်လို့ညာတမတနာပဲပြုတ်ရလေတော့အေးအဲ့ဒါလူမပေါ့ဇာတသစိတ်မွေးလို့ပြုရှာကြတယ်လူပါလားရဲ့တဘောကြရင်တဘောတက်မယ်အောင်မန်းကိုစုခုမယ်ဗမာရဲ့မန္တိုင်းရင်ရိုင်းနွမ်းပေါ်ကွယ်ညီညာကြစီကွယ်ဗမာလူလူရဲ့တရားနဲ့ညီစွာဗမာမှန်ရင်သွေးနဲ့လေယာနော်ငါတပည့်များတလုံးနဲ့ဆိုရတာဖသငါငါညီမနေဘူးလားလေနေပါစီတလုံးငါဆိုကြတော့ပြီးတော့ဗါတဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နဲ့အမိမေသာရင်နဲ့ငါလိုခိုကိုရမဲ့ကြုံလာပြန်တော့တဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နဲ့အမိမေသာရင်နဲ့ငါလိုခိုကိုရမဲ့ကြုံလာပြန်တော့အိုးဒီလိုဆိုရမှာနော်ဖေကြီးတို့မဟုတ်ဘူးအိုကသုံးလုံးရေးထားတာကိုဗျအိုဆိုဘဲနဲ့လှုပ်စည်းကြိုက်ဒီလိုဆိုရမှာသချင်းဆိုတာအိုးကြည်မြည်ရတသွဲသွဲစီမနိုင်တောင်းမရတဲ့နင်တို့မိစ္ဆာလက်ချက်ဦးလို့ဦးမြနဲ့ဆရာချိုရဲ့ဆရာရာဇက်နဲ့မန်ပါခိုင်တို့ရေမရဏလန်ကိုမြန်ရရှာတဲ့ညီနောင်နှစ်သွဲမှန်မျောလို့ရဲ့ဇာတာတခွင်ဆန်းကျင်လာတဲ့မလျှော့ကြနဲ့ပမာတို့ရဲ့နောင်တဘူကြရင်လက်တွေ့ပြရာဘာပြောကျင်သေးတယ်အစင်းကိုပြေလို့အတန်ဆန်းကြည့်တာပါကျုပ်တန်ကန့်နေလို့ခံကြမကြလန့်တာကွာဓာတ်ပုံရိုက်တာနဲ့တူပါရဲ့ငါရန်ကုန်နှညဟောကွယ်ပရိသတ်2000ကျော်လိုက်နဲ့ရက်လိုက်တဲ့ဓာတ်ပုံရှံသိပြစ်တဲ့အတိုင်းပဲတဝင်းဝင်းနဲ့တခါလန့်သွားကဲကြည့်တော့ကောင်းပြီလေတရားနာပြိဿကျုပ်အတန်ကအော်ရင်တော့ဟန်ကြပါအခုကျုပ်လာနှိပ်ပေးနေတဲ့တရုတ်ကြီးလိုပေါ့ဟုတ်တယ်နဝင်းကတရုတ်ကြီးလေစကားပြောပဲတော့မှမဖြောင်းဘူးဆရာတော်ဖယားမထစ်နေတာဒီထက်တရားနာပြိဿဘရုမဒေဝီသချင်းမြသူကကျုပ်ဆိုပြသချင်းဆိုတယ်တလုံးမှမထစ်ဘူးကျုပ်တန်လည်းတရုတ်ကြီးလိုပေါ့လေကျုပ်တန်လည်းတရုတ်ကြီးလိုပေါ့တရားနာပြိဿတလုံးမှမထစ်တယ်လို့ပေါ့တရားနာပြိဿနည်းနည်းလေးဆိုကြည့်လိုက်တော့လေကျုပ်တန်ဆင်ပြေပါတယ်တရားနာပြိဿကဲဒီတော့ကောင်းပြီတရားနာပြိဿအခုခမည်းတော်ကိုပြောနေတဲ့တခြင်းကိုဆိုပြီးတော့ဘုန်းကြီးလေတင်တန်းတက်ထားအဲ့ဒီဘုန်းကြီးနဲ့တခြင်းဆိုပဲဖြစ်တဲ့မောင်မြတ်မောင်တရားနာပရိသတ်ရေဘာအကြောင်းကြောင့်ရေတော့မသိဘူးပေါ့တောင်ပြုံးပွဲတွင်ကြီးကျိုးစွဲချသေးပါရောပရိသတ်ရေပရိသတ်ကြီးမောင်မြတ်မောင်ပါဖြစ်ကျိုးစွဲချသေးတယ်ကျိုးစွဲချသေးတော့ကျုပ်လည်းမနေနိုင်လို့သွားကြည့်တယ်တရားနာပြိဿလေမင်းကရှည်ကြီးမျက်လုံးညပြူလို့ရှာကြီးကထွက်တဆေးမကြောက်ဘူးပါဘူးဘုန်းကြီးပြန်နေနာနေခဲ့လှပါပြီမ
သားရနာစောင့်ခဲ့လှပါပြီတစ်ဆေးမကြောက်ဘူးပါဘူးအဲ့ဒီနေ့ကတော့နေဝင်ဤသရောလေးကြောင်းပြန်တဲ့ဓမ္မီလည်းမပါဘူးအသားမိကြီးလေးခါကြညှက်လို့ကျုပ်ကတိုက်ထဲတရားနာပြိဿတယောက်ထဲအိတ်တော့တိုက်ထဲဝင်မျက်မှောင်ရဲ့မျက်နှာကျုံမျက်စီတွေကမထွက်ဘူးကြောက်လိုက်တစ်ဆေးမကြောက်တဲ့ဘုန်းကြီးဒီထဲတရားနာပြိဿကြောက်နဲ့တကားပေါက်ကလေးဖွင့်ပြီးတော့ကျုပ်ဝင်သွားတာကျုပ်တကားပေါက်လေးဖွင့်ပြီးတော့တိုက်ထဲလဲဝင်လိုက်ရောတရားနာပြိဿကြောက်နဲ့အသွားဘာပြောကောင်းမလဲပြိဿကြီးဝေါင်းဆိုခုတ်ချဟာကျုပ်လန့်သွားတန်တော့မျက်မှောင်လိုက်လာပဲတရားဟောဘုန်းကြီးမလိမ္မာဘူးကြောက်တာအဲ့ဒီတုန်းကမျက်မှောင်လိုက်လာပြီဆိုပြီးတရားနာပြိဿကြောက်နဲ့ဓမ္မီကလည်းမပါတော့ခါးကြားညှက်ထားတဲ့အသားမိကြီးဆံကလေးထုတ်ပြီးချစ်မလို့လဲရွယ်လိုက်ရောညောင်းသေနာဘောအကြောင်းဘယ်အချိန်ကကြောင်အိမ်မော်တက်နေမှမသိကြောင်ရောက်မှခုန်ချလိုက်တော့ကျုပ်မျက်မှောင်ထင်တာဗောစိတ်ပေါက်ရှိတာနဲ့အဲ့ဒီကြောင်ကျုပ်ရိုက်ထုတ်ကံကောင်းလို့ကြောင်မကျိုးတယ်ဝါဒနာပရိသတ်ဒါကြောင့်တရားနာပရိသတ်ကြီးဝါဒနာပါသောလည်းပဲတရားနာပရိသတ်အားဒီကနေ့သချင်းဆိုခြင်းလို့ရိုးမယ်ဖွဲ့ပြီးတော့သချင်းတန်ကြဖျားဖြစ်လှုပ်လိုက်ခြင်းမဟုတ်ပါဘူးဗျာဒါကြောင့်တရားနာပရိသတ်အားဒီဝါဒနာကြောင့်ဒုက္ခဖြစ်ခဲ့ပုံလည်းပြောပြပြီးပါသဖြင့်သချင်းတန်ကြဖျားဖြစ်ဆိုတာလေးနည်းနည်းပြောကြစို့ဒီမှာမဟုတ်ပါဘူးပြိဿသီဟိုမှာပြိဿကြီးဘယ်မှာတော့သီဟိုမှာတရားနာပြိဿအဲ့ဒီသီဟိုမှာတရားနာပြိဿကြီးခလေးမလေးတယောက်ဟောကျွတ်တို့အဖေနဲ့တကွာသား9ယောက်အဖေနဲ့သား9ယောက်နဲ့ပေါင်းတော့10ယောက်ပေါ့ပင်မင်းပန်းမနဲ့တော်တဲ့ကပြန်အလားရွာရဲရောက်တော့မောင်းတောင်းသမားကလေးတယောက်တချင်းဆူတန်ကြရရက်နားထောင်လိုက်ဟဲ့သားမြနားထောင်ကတချင်းဟဲ့နားထောင်စမ်းဟဲ့ဆိုတော့ကလေးမလေးဆူလိုက်ဇရာယပရိမာရိတံမိလာတသမ္မာနေတိတံမရဏိဘိဇတိဧတံမေသုသဂသမမိတ်တံဒါပဲတချင်းဆိုတာဒီတိုင်းဒါကျမ်းဂန်နဲ့ပါတယ်ပါဠိဒါဘုန်းကြီးပြောနေတာတချင်းဆိုတော့လေတရားနာပရိသတ်ကြီးတချင်းတန်နဲ့တော့တူအောင်ဆိုမှဖြစ်ရိုးရိုးကတော့ဒီတိုင်းပဲဇရာယပရိမာရိတံမိလာတသမ္မာနေတိတံမရဏိဘိဇတိဧတံမေသုသဂသမမိတ်တံတချင်းလို့ကျမ်းဂန်နဲ့ပြထားတော့ကလေးမလေးဆိုတာတချင်းတန်နဲ့တူအောင်တော့ကျုပ်ဆိုပြရဇရာယဟာပရိမာရိတံမိလာတသမ္မာနေတိတံတူတော့ကိုခုနှစ်ငါပါဠိပဲမျက်စိလည်မသွားနဲ့ဇရာယဟာပရိမာရိတံမိလာတသမ္မာနေတိတံမရဏေဘိဇတိဧတံမေသုသဟာကသမမိတ်တာဆိုလိုက်ပါဠိဆိုတော့သချင်းနဲ့တော့တူသွားပြီဘေးသားကြီးသဘောကိုနားလည်သေးရဲ့လားအေးဒါကိုနားလည်အောင်ရေးထားတယ်ဆိုကြည်စားနောက်ကအားလုံးဤခန္ဓာရွင်ရပြအောင်ဖြစ်တဲ့ဇရာပါနောက်ကလူတွေအကုန်လုံးဆိုကြကျုပ်ကလေးတွေနဲ့ကြီးပြင်းမထားနဲ့တရားတောင်းတဲ့အဖွဲ့နဲ့ကြီးပြင်းမထားနဲ့နောက်ကအကုန်လုံးဆိုကြဟဲ့ရှေ့ကတပည့်တွေကလည်းပဲနောက်ကလူတွေရောရောင်လိုက်လာအောင်ကြဲကြဲလေးသာဆိုဟဲ့နားထောင်တော့ဖျားဖြစ်တဲ့သချင်းဆိုစမ်းမဤခန္ဓာရွင်ရပြအောင်ဖြစ်တဲ့ဇရာပါ
ချင်းဆိုလို့အမှတ်တမဲ့နားမထောင်နဲ့ကလေးမလေးကဘယ်လိုဆိုလိုက်တာတို့ဒီခန္ဓာကိုယ်ကြီးပြည့်စည်အောင်ဖြစ်စည်းတာဇရာတရားတဲ့အဖေကြီးတို့အမေကြီးတို့ဇရာတရားတဲ့ပြုတ်အခု15နှစ်16နှစ်အရွယ်လေးတွေနဲ့50ကျော်60အဖေကြီးအမေကြီးတို့ခမည်းတော်နဲ့တူသေးရဲ့လားကလေးလေးတရားပဲမတူဘူးပြောရှာရင်လာပြီခမည်းတော်ဆွေးလာပြီအိုးလာပြီဖေကြီးမေကြီးတို့ဒါပါလဲဇရာတရား15နှစ်16နှစ်ခမည်းတော်သားသမီးတူမလေးတွေလောက်ခမည်းတော်မလှကြတော့ပြီခန္ဓာကိုယ်ကြီးရုပ်ပြက်အောင်ဖြည့်ဆည်းလာသည်ဘယ်သူလဲဇရာတရားရင့်လာပြီဆွေးလာဖေကြီးမေကြီးတို့ကိုပြန်ကြည့်စမ်းမဆန်နေဖြူပြီးသွားတွေကြိုးပြီးပြေးတွေတွန်းပြီးခင်ဗျားတို့လက်သက်အရင်ကလေးတွေမှာပြန်ကြည့်ကြငငယ်တုန်းကလို့အဖြူရည်ကလေးတွေမရှိတော့ဘူးဖေကြီးမေကြီးတို့ရင့်ကုန်ပြီဗျဒါကြောင့်ကလေးမလေးဆိုတဲ့သချင်းမြဖျားဖြစ်တာလည်းမပြောနဲ့ကဲဆိုသားမဤခန္ဓာယူရင်ရပြအောင်ဖြစ်တဲ့ဇရာပါညွန်းဝငါရေပါမိရရှာသေချာဆိုဟဲ့ညွန်းဝငါရေပါမိရရှာခန္ဓာကိုယ်ကြီးပေါ်ဖုံးလွှမ်းထားတဲ့ညှိုးနွမ်းတဲ့အရေပါးလေးကိုမိနေပါတယ်တဲ့ဗျခမည်းတော်ခန္ဓာကိုယ်ဖုံးလွှမ်းထားတဲ့အရေပါးလေးပြန်ကြည့်စမ်းမြပြေးတာကြီးခြင်ကြိုက်တော့ရဘူးလားဆောင်းတွင်းမချမ်းဘူးလားနှွေးကမပူဘူးလားကြဘိုးကြိုက်ရဘူးလားဆူဆူမနာဘူးလားဓာရှာတော့နာတာပေါ့ကြည်သတိနဲ့မှန်တော့ဒီခန္ဓာကိုအရေးပါလေးဘယ်ဓမ္မမခံနိုင်ဘူးတဲ့တရားနာပြိဿရဲ့ဘယ်လိုဓမ္မမခံနိုင်တဲ့ဟောဒီအရေးပါလေးနဲ့မှီပြီးတော့နေရတယ်ကြည်တရားနာပြိဿသေးသေးချာချာမြို့သူတွေနဲ့တောသူတွေရှင်းကြည့်စားတောသူတွေဆိုတာနေဘူးတဲ့ထွက်နေကြရွက်ကြမ်းရေကျိုးနွားနှကောင်နဲ့လဲထွန်းလိုက်ရအောင်မလားခင်းခိုးလိုက်ရအောင်မလားတောင်းကြီးတွေရွက်လိုက်ရအောင်မလားရတယ်ဒါပေမဲ့လို့ဟောဒီမြို့မှာနေတဲ့တဏခပမှာခြေစုံကောင်းစုံလိမ့်နေတဲ့မိမတွေတောသူလေးတွေလို့3 နာရီလောက်နေဘူးတဲ့ထွက်ကြည့်သေတော့မှမျက်နှာကြီးကြလို့ရှုံမဲ့မခံနိုင်ဘူးကြမ်းနေတာဒီထဲဘာပြောတော့မအရေးထမ်းနေတော့ကိစ္စမရှိဘူးတဲ့နေဘူးတဲ့ထွက်တာတဲ့ငါအသားတွေမွဲ6ကြီးအရေးပါပူတဲ့ဓာတ်လည်းမခံနိုင်ဘူးအေးတဲ့ဓာတ်လည်းမခံနိုင်ဘူးမှန်လားတရားနာပြိဿကြီးဒါပေမဲ့လို့နေဘူးတဲ့နေပါများတဲ့လူကအရေးထမ်းနေတဲ့လူတဲ့တော့ဓာတ်ခံနိုင်တယ်သဘောပေါက်ရဲ့လားပြိဿကြည့်တရားနာပြိဿကြီးအဲ့ဒီအရေးပါကိုမှီတဲ့အကြောင်းကိုလည်းဟိုကဆိုပြ။ကိုင်းဆိုလိုက်စမ်းပါညွန်းဝငါအရေးပါမှီရရှာအဟုတ်ပင်သေးမမလွဲပါအဘုန်းကြီးမို့ရိုးရိုးဆိုပေးနေတာနော်အိမ်ကြတစ်မျိုးဆိုခြင်းဆိုပေါ့အဟုတ်ပင်သေးမမလွဲဟာဒီလိုသွားရင်သွားဟာအိမ်ကြတော့ဘုန်းကြီးမို့ရိုးရိုးဆိုပေးနေတာကဲဆိုစားဟိအဟုတ်ပင်သေးမမလွဲပါဒီခန္ဓာကိုယ်ကြီးကဇာတိစလာတာတနည်းသေးရမှာတဲ့ကလေးမလေးကဘာတယ်ဆိုလိုက်စမ်းမတကယ်ပင်ဆက်ခါသေမင်းအစာဖြေဝင်နေတော့ဒါအဲ့ဒါခုနှစ်ကကလေးမလေးဆိုတဲ့ပါဠိတခြင်းရဲ့အဓိပ္ပာယ်အပြည့်ပြခန္ဓာကိုယ်ကြီးပြည့်စည်အောင်ဖြည့်စည်းတာဇရာတရားခန္ဓာကိုယ်သည်ညှိုးနွမ်းတဲ့အရေးပါးကိုမှီထားလို့ဘယ်ဓမ္မမခံနိုင်
မှတ်ထားနော်သေချာတနေ့ဒီခန္ဓာကိုယ်ကပျက်စီးပြီးတော့သေရဒီခန္ဓာကိုယ်ဒီတနေ့ကြတော့သေမင်းရဲ့ခံတွင်းကိုသက်ဆင်းရမယ်ဒီသချင်းဆိုလိုက်တော့တရားနာပရိသတ်သားအဖ၈ယောက်လေဟဲ့သားများနားထောင်သားနားထောင်သားခန္ဓာကိုယ်ကြီးကိုပျက်စီးအောင်ဖြစ်စီးတာဇရာတဲ့သားတော်မင်းတို့၈ယောက်နဲ့အဖေနဲ့မတူပါဘူးအဖေကအိုပြီးမင်းတို့ရဲ့ရုပ်အဆင်းပြက်ပြီးဇရာကြောင့်ကလေးမလေးဆိုတဲ့သချင်းသိမ့်မှန်တဲ့ကွဲ့ညှိုးနွမ်းတဲ့အရေးပါကိုမိတဲ့သားတို့အဖေတို့ရဲ့ကြည်စမ်းမှအရေးပါနေဦးတွေကလာတော့အမတန်ညှိုးနွမ်းနေတယ်တနေ့တော့လေသေမာတဲ့သားတို့ရဲ့တနေ့ဒီခန္ဓာကိုယ်ကြီးသေမင်းခံတွင်းကိုသက်ဆင်းရမှတ်တဲ့ကြည်နော်ကချင်းတန်ကြလို့ရနာထောင်ကြနောက်ကလေးမလေးကတပုတ်ထတ်ဆိုတယ်ပြိဿကိမိနာအလယအေဟတံနာနာကုဏပပုရိတံအတုစီဝဇနာအေတံကရလိခန္ဓာသဗ္ဗံဣဒံလို့ဆိုလိုက်ပြမဟဲ့ဧဒါကြီးဆိုလိုက်ပြီမဲ့လို့သဘောပေါက်ရဲ့လားပေါက်ပါဘူးခင်ဗျာဟဲ့ပါဠိဆိုတော့ဆိုသံကြားလိုက်ပြီမဲ့ပရိသတ်ကြီးသဘောပေါက်ရဲ့လားအေးမပေါက်သေးတာကိုသဘောပေါက်အောင်ဘုန်းကြီးရေးထားတယ်။ဂိုင်းဆိုကြည့်စမ်းပါ။ဘိုးမျိုးရှိစေဒီယာမိယာခန္ဓာကိုယ်ကြီးထဲမှာဟဲ့ခန္ဓာကိုယ်ကြီးထဲမှာဟဲ့ပေးသားကြီးပိုးမျိုးဘယ်လောက်တဲ့ပိုးမျိုး80ရှိအကောင်ကြီးလားအမျိုးလားဟဲ့အမျိုးရှိသေးတာနော်ဒါကြောင့်မနုဿတ္တဘာဝဒုံလဘောလူအဖြစ်ရခဲ့တယ်လို့ဘုရားဟောတာပေါ့ဒီထဲတချို့လူတွေကသမန်ငါရှာငါဘုရားစကားကပြက်ကချော်လို့ပါတဲ့လူအဖြစ်ရခဲ့တဲ့မနုဿတ္တဘာဝဒုံလဘောဆိုတာဟုတ်မထင်ပါဘူးတဲ့လူအဖြစ်ရခဲ့တဲ့ဆိုရင်မြို့တွေကျင်းသွားမှာပေါ့တဲ့ရွာတွေငယ်သွားမှာပေါ့တဲ့လူတွေရော့သွားမှာပေါ့တဲ့အခုတော့မြို့တွေချဲ့ရရွာတွေချဲ့ရအိမ်တွေဆောက်ရမြားတောင်လာသေးတဲ့ဟေးလူအဖြစ်ရခဲ့တဲ့ဆိုတာဟုတ်ဖူးกว่าတဲ့လွယ်ပါတယ်กว่าတဲ့6လ10လဆိုတယောက်တော့ဘယုတ်ဒုက္ခဆန်တဲ့လူတွေဘုရားဟောဖြစ်စည်းပြီ6လ10လသူတို့တယောက်မြန်နာလာတွတ်တဲ့တရားနာပရိသတ်ကြီးကိုင်လူအဖြစ်ရခဲ့ပုံကျုပ်ကခမည်းတော်ကိုသေသေးချာချာပြမယ်ပရိသတ်ကြီးခမည်းတော်အိမ်နေဆောက်မထားဘူးလားကျုပ်စိတ်ဆင်းရဲပါစာယုံတဲ့လူတွေရှမ်းလာအောင်လာတဲ့အိမ်မဆောက်ရတဲ့လူကအများကြီးပါနော်ဟုတ်တယ်အိမ်မရှိရမရှိဒီအတော်များတယ်နဲ့တူတယ်တခါတော့ငါတွေအိမ်မဆောက်ဘူးအိမ်မရှိဘူးဆိုရင်ကျုပ်ဆင်းရဲတယ်လေအိမ်ဆောက်ရင်လည်းပြောကြပါပေးသားကြီးခမည်းတော်အိမ်တွေဆောက်မထားဘူးလားအော်တရားဝဲလာတဲ့လူတွေအကုန်အိမ်ရှိနော်စိတ်ချမ်းသာသွားပါပြီဒီလိုလဲလောက်ပါဦးမှာပေါ့ခမည်းတော်ဟာအဲအိမ်နေဆောက်ထားတော့ပရိသတ်ကြီးဘသူနေဖို့ဆောက်တာအေးလူတွေနေဖို့ခမည်းတော်ဆောက်တဲ့အိမ်တွေမှာပရိသတ်ကြီးဘသူတွေနေကြတော့ဟုတ်ရဲ့လားပြေမြို့သတိထားဖြေလူနေဖို့အိမ်တွေဆောက်ပြီးခမည်းတော်အိမ်တွေဘသူတွေနေကြတော့တပည့်တော်တို့ဆိုတာလဲလူပဲဘာဖြစ်လို့ပြောင်းသွားတာလို့ခမည်းတော်ပြောလိုက်တာကလူတွေနေပါတယ်ဖယားလို့ပြောပေမဲ့လို့ကျုပ်ကလူတွေရင်မကဘူးထင်တယ်နော်ကဘူးထင်တယ်နော်တောရွာတရွာသွားဟောတာပရိသတ်ကြီးလူတွေနေဖို့ဆောက်တဲ့အိမ်ဘသူတွေနေတုံးဆိုလူတွေနေပါတယ်ဘုရားတဲ့ပရိသတ်ကြီးခုံးရလားဆိုကလေးတွေကတရိษံနေပါကွာအဲ့ဒါလို့လည်းမလုံနဲ့လေလို့လူနဲ့တရိษံရောနေတယ်လို့ဖြေပါကွာလို့ပရိသတ်ကြီးခမည်းတော်ဆောက်တုံးကတော့လူနေအိမ်
ပရိသတ်ကြီးနေတော့ဘသူတွေနေကြတော့ကဲလူရောတရိษံရောနေနည်းနည်းမင်းမဲ့ပရိသတ်ကြီးရောနေတဲ့လူနဲ့တရိษံခမည်းတော်အိမ်ဘသူကများတော့ဟေးစဉ်းစားဟဲ့စဉ်းစားဟဲ့အိမ်မြောင်တို့တောက်တဲ့တို့ပရွက်စိတ်တို့ပိုဟတ်တို့ခြာဘုံတို့ရဖိုးတို့စဉ်းစားဟဲ့ပရိသတ်ကြီးလူနေဖို့ဆောက်တဲ့အိမ်ခမည်းတော်လူနဲ့တရိษံရောနေတယ်ဆိုတော့နေတဲ့လူနဲ့တရိษံဘသူကများတော့လူအဖြစ်ရခဲ့တာငါပြောနေတာဟဲ့ကဲအပြင်မဲ့ရှိတာထားပါတော့လေနော်ခမည်းတော်အလွန်သိကြပါတယ်အပြင်မဲ့ရှိတာတော့ငါးရကောင်ဥရာကြီးပါကဒေးချီဥ9လ10လလွယ်ပါတယ်လို့သေးကဒေးချီဥငါးတယ်ခမည်းတော်အိမ်ရှိတဲ့ခွေးတွေနွားတွေဝက်တွေမွေးတာတပြုံကြီးခမည်းတော်လူတွေသုံးမှာဘူးဆိုလွန်းနေပြီသုံးမှာဘူးဆိုတာတောင်ပူးထွက်လာတာမဟုတ်တယောက်ချင်းထွက်တာဒီလောက်ထိအောင်ပြောမကောင်းပါဘူးဟိုလွယ်ပါတယ်ဆိုတဲ့လူတွေအတွက်ကျုပ်ကစိတ်ထဲမှာတရားနာပိဋကဖယားစော်ကားတဲ့ထင်လုံးလို့ကျုပ်ပြောနေတာမှန်လားတရားနာပိဋကကြီးဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီအပြင်ဘက်ရှိတာတွေထားပါတော့ခမည်းတော်လူနဲ့ရောနေတာကျုပ်ပြောမဲ့ဒကမကြီးတွေခမည်းတော်ခေါင်းပေါ်ဘာတွေပါတော့သမင်းနေအရင်ဖြေပါပေသားကြီးခေါင်းမော့ဘာတွေပါတော့သမင်းနဲ့ဘာတွေရှိတော့မင်းရအောင်မဲ့ဒကမကြီးတို့ခမည်းတော်လူတယောက်ခေါင်းပေါ်မှာတန်းတကောင်နဲ့လားအများကြီးလားလူဖြစ်ရခဲ့တာကျုပ်ကတော့ပေါ်အောင်ပြောနေတုတ်လို့မနိုင်ဘူးတချို့မိန်းမတွေများဘုန်းကြီးတွေဆုံးခံကြွလာတာမမြင်ဘူးရှေ့ကမိန်းမနောက်ကမိန်းမကဒူးနှလုံးနဲ့ခွာရှေ့ကလူဇက်ကျိုးမတက်တကြွတ်တုတ်ဒီတဲ့ရှေ့ကမိန်းမကပြောတယ်ကောင်းလိုက်တာကိုယ်သက်ကြနှမျောတယ်သူများအသက်သက်တာကောင်းတယ်ဘာများသွားအရသာခံတယ်မသိဒါကြောင့်တရားနာပိဋကကြီးခမည်းတော်ခေါင်းပေါ်ရှိတာကိုထားပါတော့အခုတီဟိုကကလေးမလေးဆိုနေတဲ့သချင်းကိုပြန်ကြည့်လိုက်ခန္ဓာကိုယ်ရဲ့ရှိတဲ့ပိုးတွေကိုရောက်လာပြီးပိုးအမျိုးပေါင်းဘယ်လောက်ပါလဲအကောင်ရေမဟုတ်ဘူးနော်အမျိုးရှိသေးတာဟဲ့လူဘဝရခဲ့ဖို့ကြည့်လိုက်စမ်းဒါကြောင့်ငါတို့တွေစားတဲ့အာဟာရကိုအဲ့ဒီပိုးကိုစားရအောင်တပုံခွဲပေးရသည်ဆိုတာဥလဝိဒဗျာနားထောင်လို့ကြားဘူးပါတယ်ပိုးစားလောင်ပြီးဆိုတာမှန်ရလားပိဋကကြီးဒီတော့တရားနာပိဋကကြီးပိုးအမျိုးတွင်80ပိဋကတစ်မျိုးမှပိဋကကြီးဘယ်နှခုရှိတယ်ထင်တော့နှမျိုးမလုံးနဲ့လေတစ်မျိုးတည်းဘယ်နှခုရှိတယ်ထင်တော့ခမည်းတော်လူပေါ့ဗျအခုဒီတရားနာလာတာလူတွေပဲတစ်မျိုးတည်းမှမဟုတ်ဘဲနဲ့ဂိုင်းခမည်းတော်လည်းနှစ်ခုပဲဘာခုတော့ဆိုတော့ယောက်ျားတစ်ခုမိန်းမတစ်ခုဘုန်းကြီးလိုပညာတွေများနေပြီဘုန်းကြီးလည်းတစ်ခုပဲဦးစင်းလည်းတစ်ခုကိုရင်လေးလည်းတစ်ခုပဲအဖွားကြီးလည်းတစ်ခုပဲမိန်းမပြိုလေးလည်းတစ်ခုပဲပေါက်စာလေးလည်းတစ်ခုပဲတခုတွေဘလောက်များချုပ်လိုက်တော့လဲနှစ်ခုပဲအဲသိရောပေါ့ခမည်းတော်လိုတရားနာပိဋကကြီးပိုးတစ်မျိုးမှတရားနာပိဋကကြီးတခုတည်းမဟုတ်ဘူးပိုးဒီကတခုပိုးမကတခုဘယ်နှခုလုံးပိဋကဒီနှစ်ခုကဒီတိုင်းရနေရလားပိဋကဘယ်နေမလို့မြခမည်းတော်လိုပေါ့ဒီတစ်ခုကဟိုတစ်ခုလိုခြင်းဟိုတစ်ခုကဒီတစ်ခုလိုခြင်းကိုင်းခမည်းတော်လိုပေါ့ဗျခမည်းတော်ယောက်ျားကမိန်းမကိုလိုခြင်းမိန်းမကယောက်ျားလိုခြင်းလို့ရကြတယ်လို့သူတို့လည်းတစ်ခုနဲ့တစ်ခုလိုခြင်းလို့ရတော့ပိဋကကြီးအဲ့ဒီနှစ်ခုကလည်းဒီတိုင်းရနေပါမလားဘယ်နေလိမ့်မလို့များအခုကြီးနှစ်ခုရှိမှတော့အခုသေးသေးလေးတွေထွက်လာခမည်းတော်လိုပေါ့ဗျဒါကြောင့်တရား
နာပိတကြီးကလေးမလေးကဆိုနေသည်ဗါတဲ့ဆိုလိုက်စမ်းပါပိုးမျိုးရှိစေတရားမိယာသာဖွာရမစင်စွန့်ရာပြောပါစွာနေကြတာဒုက္ခနာကိုကြီးထဲမှာဟေးလူတွေလိုပဲဗျသူတို့ကလည်းအိမ်အောင်ပြုကြတယ်ဒုက္ခနာကိုကြီးကသူတို့မင်္ဂလာဆောင်မန်းတက်ကြီးကြလို့အိမ်အောင်ပြုကြတယ်အိမ်အောင်ပြုပြီးတော့အဲ့ဒီထဲတားဖွာကြတယ်တားဖွာတဲ့ဆေးရုံကြီးကြလို့ပြီးတော့သူတို့ကကျင်ကြီးကျင်ငယ်စွန့်ကြတယ်သူတို့ရမစင်အိုးအိမ်သားကြီးကြလို့ဟဲ့ဒုက္ခနာကိုကြီးကဒါကြောင့်တရားနာပိဋကကြီးကလေးမလေးဆိုနေတဲ့သခင်ဖျားဖြစ်တယ်ဆိုတာဖေတော့မောင်တော့မဟုတ်ရဲ့လားပိဋကကြီးဟုတ်ပါဗျာဆိုတာမှပိုးမျိုးရှိစေတရားမိယာသာဖွာရမစင်စွန့်ရာပြောပါစွာနေကြတာတကယ်ရန်တွေ့တော့ဆေးရုံကြီးရဲ့တန်ထမှာဒီနေရာအတော်ပါတယ်နော်စီးမပြေဘူးမအောင်မင်းနဲ့တကယ်ရန်တွေ့တော့ဆေးရုံကြီးရဲ့တန်ထမှာတက်တန်ဒူနဲ့တက်အမသူဒီတိုင်းသွားမှာကိုမဟုတ်ဘူးစီးမပြေဘူးအောင်မင်းမှာစိုးရင်လို့ကဲပါတယ်ဆိုလိုက်စမ်းပါတကယ်ရန်တွေ့တော့ဆေးရုံကြီးရဲ့တန်ထမှာအပုဏ္ဏနွေလဲပြီကမစင်ထီသောဥပမာနောက်ဆုံးမတော့ဤခန္ဓာအနှစ်ကင်းလို့နေပြန်တော့ငါပြောတော့ပမာတူလောက်တာကဲတရားနာပိဋကကြီးသဘောပေါက်ဗလားပိဋကဟေးဖျားဖြစ်တယ်ဆိုတော့အဲ့ဒီသချင်းတန်ကိုသားအဖရှေ့ရောက်ကြားတော့လေနှစ်သိန်းချေနဲ့ကဘာတသိန်းဖြစ်မှဖြစ်တော်မူကြတဲ့ဣစေကဗုဒ္ဓခေါ်တဲ့ဖယငယ်တွေဖြစ်ကုန်ကြသည်သံမုတ်စိတ်ရိပ်ပြီးဝါ60ရောက်မထွေကြီးခဲ့သောပင်ကန်းသဘိတ်ပရိခယအပြည့်အစုံနဲ့ပြည့်စေကဗုဒ္ဓဖယားတွေဖြစ်ကုန်ကြသည်ဘယ်နှစုလုံးမိတ်သခန္ဓာကိုယ်ကြီးကလေးမလေးသချင်းသာမကြားတော့ကတော့သူတို့သဘောမပေါက်သေးဘူးပေါ့ပေါက်ရလားပြိဿဩအတိတရားတွေကွယ်ပြောက်အောင်အဝိဇ္ဇာကြီးကဖုံးထားတော့တဏှာသမှုရိယဆိုတာလေးနဲ့သူတို့ပျော်မွေ့ပြီးတော့လာကြသကိုပြိဿဒါကြောင့်ဒီခမည်းတော်ကျွတ်တို့ရဲ့ခန္ဓာကိုယ်ကြီးလည်းပဲခမည်းတော်ကျွတ်တို့မမုန်းသေးလို့ပါမယွန်သေးလို့ပါခန္ဓာကိုယ်ကြီးရဲ့အပြစ်ကိုမမြင်သေးလို့ပါပြိဿမြင်လာရင်ခင်တွယ်နိုင်ပါမလားပြိဿမသိသေးလို့ပါပြိဿသိရင်ကောင်းနိုင်ပါဦးမလားပြိဿအလေတချို့လည်းသိရသားလည်းကောင်းနေတာအများကြီးပေါ့ဒီတော့တရားနာပြိဿကြီးမသိတော့ကကောင်းပေမဲ့လို့သိရင်မကောင်းမဲနဲ့မကောင်းမှန်သိလာရင်ပယ်ဖို့မတော်ဘူးလားပယ်ကြမောင်တုတ်ကြီးနဲ့မိအေးပယ်သွားတယ်လို့ပေါ့လေပိဿကြီးဘသူနဲ့ဘသူပယ်သွားတယ်လို့တော့မောင်တုတ်ကြီးနဲ့မိအေးဟဲ့ပိဿကြီးဘသူနဲ့ဘသူတော့ကျွတ်တို့ဗမာပြည်ကမောင်တုတ်ကြီးနဲ့မိအေးမောင်တုတ်ကြီးကတန်တဲ့ပစ္စည်းတွေတရွင်းတို့ဒူးတို့ဒဇင်းတို့လှုပ်ပြီးရှမ်းပြည်ရှမ်းရွာသွားရောက်တကိုဗျသွားရောက်တော့တရားနာပိဿရေသွားကန်ဒီမိအေးကမှားတယ်ကိုတုတ်ကြီးတဲ့သူများတိုင်းပြည်သွားရမှာနော်တဲ့ရှမ်းပြည်ရှမ်းရွာဆိုတာပညာသည်တွေပေါ်တဲ့သူများကြွေးတိုင်းလည်းမစားနဲ့ပြီးတော့လေသူများအရာကိုသူများမကြိုက်တဲ့နေရာကိုတုတ်ကြီးတော့ကျင်ကြီးကျင်ငယ်မစွန့်နဲ့နော်ကျင်ကြီးကျင်ငယ်စွန့်လို့သူတို့မကြိုက်တဲ့နေရာစွန့်ပြီးရင်ပြုတ်စားလို့တော်နဲ့ကြုံနဲ့ပြန်တွေ့ရမှာမဟုတ်ဘူးကိုတုတ်ကြီးကြုံမှားတဲ့စကားနားထောင်သွားပါမောင်တုတ်ကြီးကလည်းအေးပါကွယ်ငါသာပြောနေမင်းလည်းပဲအိမ်ထဲကအိပ်ပြင်းမထွက်နဲ့နော်မင်းကသနာခါတွေဖုံလုံးအောင်လိမ့်ပြီးတော့ထွက်လဲတတ်တယ်ငါမရှိတော့မင်းကြိုက်တတ်တဲ့သနာခါမလိမ့်မဲထားပိုးကောင်းတော့နှမရဲ့ဟ
ဟိုလူတွေတလောက်ပြောမထင်ပါဘူးကျုပ်ကရှာရှည်နေတာပြောလေသလားလို့ပေါ့ဗျာကိုင်းတရားနာပြည့်တာမိအေးကရေစာရင်တောက်ဖို့ရလှဲနောက်မိဝါးကြည်တော့ချိတ်ပေးလိုက်သွားပြီမောင်တုတ်ကြီးရှမ်းပြေရှမ်းရွာရောက်တော့တရားနာပြည့်တာနောက်ဖေးသွားခြင်းမြို့ပြည့်တာမောင်တုတ်ကြီးပါသွားခြင်းအော်သူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့တဲ့မိအေးမှားလိုက်နောက်ဖေးကလည်းသွားခြင်းဒုက္ခပဲအလေအပြန်မိအေးနဲ့တွေ့မှာမဟုတ်ဘူးဒါကြောင့်လူပြူစားမခံရအောင်ရေစာရင်တောက်ဖို့ချိတ်ပေးလိုက်တဲ့ဝါကြည်တော့ထဲမောင်တုတ်ကြီးနောက်ဖေးတွေသွားပြီဖြစ်တယ်လို့သွားတာဗောပြိဿနောက်ဖေးတွေသွားပြီးတရားနာပြိဿရှမ်းပြေလှဲ့ရောက်လိုက်တာဒါကြီးကမဲပြီးတော့ပြန်လာတော့လည်းမသွန်မိဘူးဗမာပြေပါလာပြိဿကြီးပါမလာဘူးလားပြိဿပါလာတော့တရားနာပြိဿအိမ်ရောက်မိအေးကကိုတုတ်ကြီးမလီတော့ချိုးရည်တန်နေနဲ့ရေလေးမိုးလေးချိုးကြည့်အောင်လေမောင်တုတ်ကြီးကရေမိုးချိုးထွက်သွားမိအေးကတရားနာပြိဿလှဲပေါ်တက်ပြီးလက်ဆောင်ရှာတာပေါ့လှဲပေါ်တော့လက်ဆောင်မတွေ့ဘူးလှဲနောင်ပြီးရောက်တော့ဝါးကြီးတော့ငုံနှမ်းလိုက်ရက်ကကြာအနတ်ငါပြောင်းနေတော့မိအေးအထင်မှားကြည်စံကိုတုတ်ကြီးငါချစ်ရှာလုံးလို့ရှမ်းပြေရှမ်းရွာကရှမ်းပဲဘုတ်တွေလက်ဆောင်ယူလာခဲ့မာပဲကြော်မပဲဆိုပြီးတော့မောင်တုတ်ကြီးပြန်မလာခင်မီလေးဖိုးတဲ့အိုးလေးဆေးကြောပြီးတော့ဖိုးပေါ်တယ်လိုက်စီနဲ့ကျက်သွန်လေးလှီထဲကျက်သွန်နဲ့စီကျက်လောက်တော့မှတရားနာပြိဿမိအေးကဝါကြည်တော့ထဲကရှမ်းပဲဘုတ်တွေအကုန်သွန်ထဲလိုက်ညော်နံလေးထွက်လာတော့ဘေးအိမ်တွေကမေးတယ်ဟဲ့မိအေးကြီးဘာတွေကြောနဲ့မှွေးလာကြည်လားအိတ်မဲကိုတုတ်ကြီးရှမ်းပြည်ကယူလာတဲ့ရှမ်းပဲဘုတ်ဝိအိမ်တွေကပြောတယ်အေးတဲ့တို့လည်းလက်ဆောင်ပေးပါဦးတဲ့ပါရကဝါကြည့်တော့တလုံးနဲနဲရဲတဲ့များများတော့ပေးနိုင်ဘူးတဲ့ကြက်လောက်မှပကံနဲ့လာခဲ့တစွန်းစီပဲတော်ရေးတဲ့ရှမ်းပဲဘုတ်လည်းကြက်ရောတရားနာပြတာဘေးအိမ်တွေကလာတော့တစွန်းစီလက်ဆောင်မျှပေးလိုက်ကြော်ပြီးမှတော့စားယုံရှိတာပြန်လာပြီမောင်တုတ်ကြီးပြန်လာတော့ထမင်းမွဲပြင်ပြီးတော့ရှမ်းပဲဘုတ်တွေတရားနာပြီးသားအလဲတဲ့ပကံကြီးနဲ့ခလဲကောင်ကမမမြတ်မြတ်ပေါ့မိအေးကလင်းကိုယိုသေးတော့တရားနာပြီးသားဥဖြာဖြာဇွန်းနဲ့မောင်တုတ်ကြီးပကံများတဲ့ပုံပေးလိုက်မောင်တုတ်ကြီးကဘာပြောကောင်းမလဲတရားနာပြေးတာကောက်လွေးလိုက်လွေးရင်မောင်တုတ်ကြီးကပြောတယ်ဟေးမိအေးဘာတော့မင်းရင်တော့ငါတလောက်မချစ်အောင်မေတော့ဆန်းလို့တော့ချစ်လို့ယူလာမဟုတ်ဘူးတဲ့မင်းနဲ့ငါနဲ့ရလာတာကြားပြီအရင်တော့ကမင်းငါတလောက်ကောင်းတဲ့ဟင်မျိုးချက်မကျွေးအတော်ရတာတွေ့ကောင်းတယ်ဆိုပြီးတော့လေအိမ်ကြရှမ်းပဲဘုတ်တွေလှုပ်စားမနေပါနဲ့ဒါနဲ့တရားနာပြိဿရေမောင်တုတ်ကြီးကစားရင်ဝါရင်နေပါဦးကွယ်မင်းရင်တော့ငါတလောက်မချစ်ဘူးဒီဟင်းမျိုးမင်းငါတခါမှချက်မကြွေးဘူးအောင်မေတော့ဒီဟင်းမျိုးချက်ကြွေးရအောင်တော့ကလည်းဘယ်တော့မှဒီလိုလက်ဆောင်ကောင်းယူခဲ့ဘူးလို့စားရင်ဝါရင်ပြောနေတာပေါ်ကြတော့မှနောက်မိလေးကလည်းလွေးမဲတော်ပြောတာလည်းမပြောနဲ့ကောင်းတကူတော့ဒါပတိတော်ပန်းလာတဲ့လက်ဆောင်ဟေးမိအေးတော်ငါလည်းဘာလက်ဆောင်မှမယူခဲ့ဘူးမဲတော်မသိကြအောင်ဆောင်းမနေပါနဲ့တဲ့တော်ယူလာတဲ့ရှမ်းပဲဖို့ဟေးဟဲ့မိအေးနေအောင်ညီးပြောလို့သာရှမ်းပြေရှမ်းရွာသွားရှမ်းပဲဖို့ငါတောင်မစားခဲ့ရမေတော်ကမသိကြအောင်ဆောင်းမနေပါနဲ့တဲ့လှဲနောက်ပြီးဝါးကြည့်တော့ထဲတော်ချိတ်လာတဲ့
ဘာပြောကောင်းမလဲမောင်တုတ်ကြီးမောင်တုတ်ကြီးအာမဟဲ့ဟုတ်တော့ကိုတုတ်ကြီးဘာဖြစ်လို့အနာတော့ကျုပ်လဲစားပြီးပြီတော့မီရောတဝုံဝုံနဲ့အန်လိုက်တာသူတို့ပဲလို့ပဲအညပဲမဲလို့ဘေးအိမ်တွေကလည်းဟင်းစားကောင်းတဲ့အကြောင်းလာပြောဖြစ်မှဖြစ်ရမယ်မာဗလားဆိုအသင်းနဲ့အဖွဲနဲ့တဲကြောက်เสียကောင်းဟဲ့မောင်တော်ကြီးနဲ့မိအေးဟဲ့မောင်တော်ကြီးဗျာကွယ်ရှမ်းပြည်ကမင်းယူလာတဲ့ရှမ်းပဲပုတ်စားကောင်းဟောဗျာထုတ်ကောင်းပဲဟင်မင်းဖေးနေပေးကလားသူတို့တောင်းလို့ကြုံလဲတစွန်းကြီးထုတ်ကောင်းပါပဲဟာနဲ့အာတော့ဟဲ့မောင်တော်ကြီးဗျာမင်းတော့ဟဲ့မင်းတို့ညီတို့ဘာလို့အာညတာတော့မောင်တို့ကြီးကပြောတယ်ဗျာမေးမနေပါနဲ့မပြောပါရစေခင်ဗျားတို့ပြန်ရတော့နေပါဦးကမင်းတို့ဘာလို့အာနာတော့ကိုင်းများမထူးပါဘူးစားမိတဲ့လူချင်းဆိုတော့ပြောရတော့မှာပေါ့ခင်ဗျားတို့ပေးလိုက်တာရှမ်းပဲဖို့မဟုတ်ဘူးဟင်ဘာတွေတော့ဒူလဲစားပြီးပြီအဲ့ဒါရှမ်းပဲဖို့မဟုတ်ဘူးဗျို့မိအေးကသူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့ရှမ်းပြေကလူပြူစားလိုက်မယ်ဆိုပြီးတော့လှဲနောင်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်တယ်ဗျရေစာရင်တောက်ဖို့ဒီလေရေတောက်ဖို့ချိတ်ပေးတာနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်တော့ကွဗျာကျုပ်ကသူများအရာကျင်ကြီးကျင်ငယ်မစွန့်ရတော့အဲ့ဒီဝါးကြည့်တော့ထဲကျုပ်နောက်ဖေးသွားလာတာအဲ့ဒါနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်တော့ကွဗျာအဲ့ဒါမိအေးကဝါကြည့်တော့ထဲကနောက်ဖေးတွေရှမ်းပဲဖို့မှတ်ပြီးဖေးအိမ်ကတော့ကုန်ဝိုင်းအောင်ညလက်နိုင်ပြီးအန်လိုက်ကြတာတရားနာပိဋကတဝေါဝေါနဲ့တော်ပါသေးရဲ့တရားနာပိဋကသူတို့ဘုန်းကြီးကြောင်ဆုံးဟင်းမထဲလို့လိမ်မျိုးပြောခြင်းပြောရောကိုယ့်ဘက်ကတော့လွတ်အောင်ရှောင်မဒါပတိဒီလိုပါတရားနာပိဋကဟိုမောင်တုတ်ကြီးကညနေပိုင်းပြန်လာတော့ညနေစာဆိုတော့ဘယ်ကြောင်ဆုံးဟင်းလောင်းဖြစ်လေမနေ့ပိုင်းဆိုရင်ပါခြင်းပါလာအောင်ဒီတော့မှတရားနာပိဋကကြီးမစင်မှမသိတော့ကကောင်းတယ်ဘာလို့ကောင်းပါလဲညော်နံကလေးကဖုံးထားတော့မစင်နှမပေါ်စားပြန်တော့လေအရသာကရှိနေသည်ဒါကြောင့်တရားနာပိဋကကြီးခမည်းတော်ကျွတ်တို့လေမောင်တုတ်ကြီးကိုစံထားလို့လင်မယားနှစ်ယောက်နဲ့ဘေးအိမ်နေဟောတရားနာပိဋကနောက်ထပ်အရင်တုန်းကတော့ဖြင့်မစင်မှန်းမသိလို့စားခဲ့တော့လေမစင်မှန်းလဲသိရောကြောတဲ့ဒဲအိုးခတ်တဲ့ပကံစွန်းအကုန်လုံးစီယိုတဲ့လွှင့်ပစ်ပါတယ်ဗျာနောက်ထပ်စားသေးလားပိဋကကြီးမစင်မှန်းမသိလို့ကောင်းပေမဲ့လို့တရားနာပိဋကကြီးမစင်မှန်းသိလာတော့ကောင်းသေးရဲ့လားမစွန့်ပစ်ကြဘူးလားဒါကြောင့်ခမည်းတော်ကျွတ်တို့ခန္ဓာကိုယ်ကြီးလဲခုနှစ်ငါတော့ငါဖျားဖြစ်အောင်ဆိုလိုက်တဲ့ကလေးမလေးဆိုတဲ့သချင်းလူမြန်သဘောကျပြီးတော့သာအဖရှိရောက်ပြည့်စေကဗုဒ္ဓတွေဖြစ်ကုန်သလိုဒီခန္ဓာကိုယ်ကြီးယွန်းမမုံမကြောက်မလန့်မအခုတော့ခမည်းတော်ကျွတ်တို့တွေကအဝိဇ္ဇာဆိုတဲ့ညှော်နှံကလေးဖုံးထားတော့တဏှာဆိုတဲ့အရာသာကိုကောင်းတယ်လို့ထင်နေကြပါသည်မှန်လားပိဋကကြီးကိုင်းဒါကြောင့်ပိဋကကြီးအဝိဇ္ဇာညှော်နှံကြီးကိုဖြင့်ခမည်းတော်ကျွတ်တို့ပြင်းညာဆိုတဲ့အလင်းရောင်နဲ့ယူပြီးတော့တရားနာပိဋကကြီးစွန့်ပစ်ဖို့မတော်ဘူးလားပိဋကတဏှာသမှုရိယကြီးခွာဖို့မတော်ဘူးလားတော်လေဆိုရင်ဖြင့်တချင်းတန်ကြလို့ပြီးဟိုမှာဖျားဖြစ်တဲ့ဇလန်းဒီရှေ့ပိုင်းမှာအခုနေထီတန်းသွားပါပြီဗျာမှန်လားပိဋကကြီးဒါကြောင့်ခိတ္တခဏလေးရဆိုင်လို့ဟာပတိုင်းပေးပါမယ်ဖြတ်ပိုင်းကလေးနဲ့အခန်းရှင်များလဲလှူလို့ကကြုတ်ထံမှာလာပြီးတော့လှူနိုင်ပါတယ်
ဒီလိုအခမ်းမတတ်နိုင်ဘူးဆိုလဲငါးကြ30အစိတ်30 50တရားမိမိတို့တတ်ဆွမ်းသမျှကြိုးစားပြီးတော့လှူထောင်နိုင်ကြပါစေကုန်သတည်း